မရကတရားသူကြီးတို့လည်းဒုက္ခနဲ့တရားသူကြီးတွေလည်းဒုက္ခနဲ့စင်းစစ်ချုပ်ဒုက္ခနဲ့ရှင်းနေချုပ်ဒုက္ခနဲ့အများကြီးသမရခံနိုင်တဲ့အားဒါပေမဲ့အဲ့ကျွန်တော်တို့သမရကြီးကကာကွယ်ရေးဦးချုပ်ကိုမခံနိုင်ဘူးတိတ်အောင်ကိုကောင်းတယ်ပုံမှန်342မှာပါတယ်ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထောက်ခံချက်ဖြစ်သမရကခံရမည်သမရကခံရမယ်ဆိုစာလေးကလှလိုက်တာသမရခံနိုင်တယ်လို့ထင်တာမဟုတ်ဘူးသမရကအမိန့်ထုတ်ပေးရမှာဘယ်သူခိုင်းတဲ့အတိုင်းတော့ကာလုံကခိုင်းတဲ့အတိုင်းကာလုံရဲ့အာဏာဘယ်သူလက်ထဲမှာလဲကာကွယ်ရေးဦးချုပ်လက်ထဲမှာဒါလို့ဆိုကာကွယ်ရေးဦးချုပ်ကိုဘယ်သူခံမှာလဲနိုင်ငံတော်အာဏာကိုဘယ်နားမှာထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှိရင်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်တော်စုလွှတ်တော်ကိုအနှင်းတယ်လို့ရေးထားပါတယ်ပုံမှန်7နှစ်ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာသမ္မတကိုအပ်တယ်လို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်တော်စုတရားလွှတ်တော်ချုပ်ကိုအပ်တယ်လို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်း1အခြေခံပုံမှာပါပါတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအထားတယောင်ယောင်ရေးပါတယ်အဲ့ဒါမှရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတစ်ခုရှိတယ်ပုံမှန်4မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်တည်တဲ့နိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်တည်ဒါသူရေးထားတဲ့အတိုင်းပဲဟိုရှေ့မှာကိုချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုင်တယ်လို့ရေးတယ်အဲ့ဒီဥပဒေပြုဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့တို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်3နဲ့4မှာအခုဒီမှာကျတော့နိုင်ငံသားများထံမှဆင်းလာတယ်နိုင်ငံတော်မှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှေ့ကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလဲပြောလို့ရတယ်လေကျွန်တော်တို့ရှေ့ကဆင်းသွားတာကိုအဲ့တော့ကျွန်တော်တို့ပိုင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရှေ့ကဆင်းသွားပြီလေမရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှေ့ကဆင်းခဲ့ပြီကျုပ်တို့ရှေ့ရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာက